အခုကတော့ကျွန်တော်တို့ကဟွေအမ်းမြို့မှာရှိတဲ့ basketball စီးတဲ့နေရာကိုရောက်နေတာပေါ့နော် basketball စီးတဲ့နေရာကတော့ coconut forest ထဲမှာရှိတာပါ basketball ဆိုတာကတော့သူကလေရအဝိုင်းပေါ့နော်သကောပုံစံကြီးအဲ့ဒါကြီးကိုစီးရတာအကယ်၍ကိုကအဲ့ဒါကိုအဝိုင်းလေခိုင်းချင်လည်းရပါတယ်ငါရုပ်ကလဲနေတာမသိတော့နည်းနည်းလေးမူးရမရအောင်开别的路。没事的了。တကယ်တော့ဒါကတော့ဘာမှမထူးဆန်းပါဘူးဒီရေတိုးထဲမှာလေပတ်စီးသလိုပါပဲဟိုစီးလိုက်ဒီစီးလိုက်ပြီးတော့ခဏနေကြရင်တို့အနားမှာလေကြီးကိုဘလို့ဝိုင်းကြီးပက်ဒူကိုပဲလဲပြမှာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကြည့်မှာပါအဲ့ဒီမှာမြင်ရတဲ့အင်ကြီးအနေနဲ့လူကြီးကတော့လဲပြမှာပါဒါကတော့ကျွန်တော်တို့အဖွဲ့လေးကအကို2ယောက်စီးမှာပါတကယ်လို့ကိုကစီးကျင်နေဆိုရင်တော့သူတို့ကိုပတ်စံ extra ထပ်ပေးရတယ်ပေါ့နော်ကျွန်တော်ကတော့အဲ့လိုမျိုးစီးရင်ကောင်းတအားမှုတက်လို့မစီးခဲ့ပါဘူးကဲအခုကတော့ရှိုးပွဲပုံစံမျိုးပေါ့နော်လေရှိုးပွဲကိုသွားမှာပါအမှတချင်းတွေပါလေလဲကိုယ့်ကိုတက်ဆုံလို့ရပါတယ်အဲ့ဒီရှိုးပွဲနေရလဲပြီးတော့ကျွန်တော်တို့ကိုဒီဒေရီတော့တဲ့ကိုဟိုဘက်ဒီဘက်နဲ့ရှောက်ဘက်ပြတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ကိုလေစစီးတဲ့နေရာကိုပြန်လိုက်ပို့ရပေါ့နော်အဲ့ရမိုက်တယ်နော်ဒီရေတော့ရဲ့ဘေးနားလေးမှာထွက်လိုက်တာနဲ့ဝါးဆိုမှအမှရေကန်ကြီးတန်းပြီးကြီးရတော့ဆိုလက်ဟွိုင်အန်မျိုးတွေကိုရောက်လာပါပြီဒီမှာညစာဆမ်းပါပါညစာကတော့ကိုရီးယားအကင်ပဲဖြစ်ပါတယ်ကိုရီးယားအကင်ဘူဖေးပေါ့နော်ကြိုက်တဲ့လောက်စားချားလေးထဲမှာပါဟွိုင်အန်မျိုးရဲ့လမ်းချားလေးဟန်နုတ်ဘာဘီကျူပါဒါကျွန်တော်တို့စားမယ်ကိုရီးယားအကင်ဘူဖေးဆိုင်လေးပေါ့နော်ချပေးပါမလားဟုတ်တယ်ချပေးတဲ့ဟာလေးရှိတယ်哇，前面要不是板板。这他3分拿的。没有，这不会，没有嘛，这不会。这不会没。没有。ဒါလေးကတော့ပစုံကျင်လေးပါ Thank you。တူတယ်ပေါ့တူတယ်ထင်တယ်တော့စားတော့ကနေချိန်တယ်လားတူရရနော်ချိန်တယ်စားတော့ကနေ ဒါကတော့ကျွန်တော်တို့မှာလာတဲ့အစားတောက်တွေအကုန်လုံးမှာဆူရှီပါမယ်ဆလတ်ပါမယ်အကင်တွေအတုပ်တွေအထင်းရည်တွေအကုန်ပါတယ်ပေါ့နော်
ဒါကတော့ကျွန်တော်မာရတဲ့ကင်ချီထမင်းတုပ်လေးပါအငွေ1000ထောင်းနဲ့လုံးဝစားကြတယ် ကောင်းတယ်ဘိုက်ကလူကြီး ညစာစားပြီးတဲ့နောက်မှာတော့ဟွိုင်အန်မြို့တဲကိုဒီကားလေးတွေစီးပြီးတော့ရှောက်ပတ်သွားကြည့်ပါမယ်ဒါကတော့ကျွန်တော်တို့ဟွိုင်အန်ရဲ့မြို့တဲဒေါင်းတောင်းလို့ထင်တယ်ပေါ့နော်ဒီမှာစားတောက်ဆိုင်တန်းတွေအိမ်တွေဘန်တွေမျိုးစုံပဲပေါ့နော်ဒီလမ်းတစ်ချောင်းမှာကျွန်တော်တို့တွေ့ရတယ်ပုံမှန်ဆိုရင်ဒီဟွေအန်မြို့ရဲ့ဒီတရားနာမှာလေလေးတွေစီးပြီးတော့မီးပုံမျောကြတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လာတဲ့အချိန်ကမိုးရသည်ဖြစ်တဲ့အချိန်ဆိုတော့ဒီဟွေအန်မြို့မှာအရင်ရက်တွေကရေကြီးတာပေါ့နော်အဲ့ဒါကြောင့်ရေတွေကအခုချိန်นี้တိတ်မခမ်းသေးတော့မီးပုံမျောတာကိုခဏရက်ထားတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကတော့မီးပုံမျောတာမတွေ့ခဲ့ရပါဘူးဗီယက်နမ်ကဟွေအန်မြို့ကိုမီးပုံမြို့တော်လို့တင်စားကြတာပေါ့နော်ဘယ်နေရာတော့ဒီလိုမျိုးမီးပုံလေးတွေကိုမြင်ရတယ်ဒီဟွိုင်အန်မြို့တွေကိုရှောက်ပတ်ကြည့်ပြီးတော့ကျွန်တော်တို့ဒါနဲ့မြို့ကိုပြန်ခဲ့ပါတယ်။ဒါနဲ့ရောက်ရင်တော့ Mike K Beach ကိုညသွားလည်မှာပဲဖြစ်ပါတယ်။အမှပြန်လည်တွေ့ကြပါမယ်။ကဲအခုကတော့ Mike K ကမ်းခြေကိုရောက်ပါပြီ။ကျွန်တော်တို့ဟိုတယ်နဲ့ဒီ Mike K ကမ်းခြေကနီးနီးလေးပဲပေါ့နော်။အဲဒါကြောင့်ကျွန်တော်တို့ကလမ်းလျှောက်ထွက်လာတာပါ။ကျွန်တော်တို့တဲတဲ့ဟိုတယ်နဲ့ဒီကမ်းခြေနဲ့ကနီးနီးလေးပါ။3မိနစ်လောက်လမ်းလျှောက်လိုက်တာနဲ့ရောက်ပါပြီ။ဟိုတယ်ကထွက်ဒီကမ်းခြေရောက်ပါတော့။အဲဒါကြောင့်ကျွန်တော်တို့လာခဲ့တာပါ။ပြီးတော့ညဘက်ကြီးဒီလိုကမ်းခြေကိုလာတဲ့ vibe ကလုံးဝမိုက်ပါတယ်ကျွန်တော်ကတော့ဒီလိုမျိုးညဘက်ကြီးကမ်းခြေမှာလမ်းလျှောက်ရတဲ့ vibe ကိုဘာနဲ့မှလဲလို့မရဘူးပေါ့နော်အရင်ကြိုက်ပါတယ်ဒါကတော့6လောက်ညစ်ပတ်ရင်6လောက်ဆေးတဲ့နေရာပါကဲအခုကတော့ညလဲမိုးချုပ်ပြီဆိုတော့ကျွန်တော်တို့တဲမယ်ဟိုတယ်ကိုပြန်ပါတော့မယ်ပြီးတော့ကျွန်တော်ရဲ့ vlog လေးကိုဒီမှာပဲအဆုံးသတ်လိုက်ချင်ပါတယ်နောက်ထပ် vlog တွေမှာတော့ဒါနဲ့မှာရှိတဲ့နေရာတွေကိုလည်းပြသွားမှာမလို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ဖို့ပြောချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်တတ်တာပါ